သားသမီးတွေအရွယ်ရောက်လာရင်မိဘတွေဘယ်လိုဒုက္ခမျိုးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ကိုကျွန်တော်ကကြိုတင်ပြီးတော့တခြင်းလေးနဲ့ဆိုပေးမယ်တခြင်းလေးကအကြီးတန်းဘဝကလေးအဖေနဲ့အမေလို့အမည်ရပါတယ်ကောင်းတယ်ဗျာအားလုံးပဲနားဆင်ပြီးပါနော်အကြီးတန်းဘဝလေးအဖေနဲ့အမေအဖေနဲ့အမေသားလေးဘယ်နေရာဘယ်ဒီကကိုပဲရောက်အဖေတို့အမေတို့မှာခဲ့တဲ့အတွက်ပရိသတ်ရဲ့ရင်ထဲကိုတာမီးပါနဲ့ပတ်သက်တဲ့တခြင်းကလေးတွေကိုအရင်ဆုံးဆိုပေးနေတယ်ဆိုတော့အဖေနဲ့အမေကြားနိုင်ပါစေလို့တာဆူကောင်းနေပါအမေအဖေနဲ့မေအဖေနဲ့အမိရင်ဝင်ကြမောဘဝလည်းနှလုံးမကုန်းလည်းနဲ့တပါအကျဉ်းနာသမှုတရားကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစတဲ့စေတနာဝမညုံပန်းလီအဖေအမိပါလူလာမြောက်အောင်ကြွေးမွေးလာအရန်ဝမ်းနဲ့အဖေနဲ့အမေနှစ်တွေကြာတော့ခါအဖေနဲ့အမေမှာသပင်ဖြူပါရင်တွန်းလာအိုမေလာကသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာသာကခွဲခွာသမီးကလည်းခွဲခွာသွားတာချစ်လေချစ်မရအတွက်သာအချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမသူတို့တိုင်းမဝိုင်းနဲ့အတူနေဖို့ခဏမြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်တာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအချစ်တမဝါလေးထဲမှာကြံခဲ့ရပြီအဖေအမိပါကျွန်တော်တို့ငယ်စဉ်တောင်းကြီးခလေးပေါ်လူမမသိတဲ့အရွယ်ကလေးမှာဦးဝဲလို့ကိုတတ်ခါစားအရွယ်ကလေးခါအဖေနဲ့အမေရဲ့ရင်ဝင်ထဲမှာထွေးပွေယူရကျင်နာမှုတွေကျွန်တော်တို့သာသမီတိုင်းအပြေဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အရွယ်လေးရောက်စကားလေးမပိကလာနဲ့အဖေအမေလို့ခေါ်လိုက်တဲ့အခါမှာအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိတွေဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမကြီးငါတို့သားလေးကအဖေအမေတောင်ခေါ်ရနေပြီငါတို့သမီးလေးကစကားလေးမပိကလာနဲ့ပြောထက်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကြွားခဲ့ရတာပေါ့ဗျာမကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာမိဘတွေကပညာတွေသင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာတွေသင်ရင်းနဲ့အရွယ်ရောက်လာပညာတွေကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ်လို့အဖေနဲ့အမေကိုပြောလိုက်တဲ့အခါအဖေနဲ့အမေရင်းထဲမှာကောင်းကင်ကမိုးကြိုးကြီးပြချလိုက်တယ်ခံစားလိုက်ရတာပါအော်ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေခဲ့တာသူတို့လေးတွေကအရွယ်ရောက်လာလို့အိမ်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့လေအဖေနဲ့အမေခါမရှိတဲ့ကြားတဲ့ခါ
ငါသားလေးတော့လူပုံအလယ်မှာမျက်နှာအငယ်မှာဆိုးလို့ဆိုပြီးမင်္ဂလာပွဲကြီးတွေကိုခန်းခန်းနာနာရင်ကျင်းပပေးခဲ့တာပေါ့သာသမီတွေကတော့အိမ်အောင်ရသားလဲကြတော့မိဘတွေရင်ဝင်ကနေပြီးတော့ခွဲခွာထွက်ပြီးတအိုးတဲ့အိမ်ထူထောင်ခဲ့ကြတာပေါ့ဗျာအိမ်အောင်ရသားကြသွားတယ်သာသမီတွေဟာငါသားတူငါမရတော့ရဲ့ဆိုပြီးတော့အလုပ်တွေကိုကြိုးစားရုံးတာရှောက်ပြီးခဲ့ပြီဘိုးငယ်စဉ်တောင်းရင်ကလေးဘဝကတဲ့အခါလူလားမြောက်တဲ့အရွယ်ကြီးပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တဲ့အဖေနဲ့အမေရဲ့မြတ်တာတရားတွေကိုတော့ကျွန်တော်တို့သားသမီးတွေမိနေခဲ့ကြပါတယ်အဖေနဲ့အမေခင်ဗျာသားတွေသမီးတွေတက်တက်လုံးအတူတူနေသွားရှင်တာပေါ့မိမကြီးငါတို့သားသမီးတွေကအိမ်အောင်ရသားကြပြီတအိုးတိမ်ထူထောင်သွားရပြီဟာငါတို့တယောက်နဲ့ဘယ်လိုနေရတော့မှလဲအမေကလေအော်ယောက်ျားရဲ့ငါတို့သားသမီးတွေအိမ်အောင်ပြုတ်ပြီးအိမ်အောင်ဖွဲသွားတော့ငါတို့နေစရာအိမ်ကြီးပေါ်တော့ပေါ့ဟာဒီလိုနဲ့အဖေနဲ့အမေဟာသူတို့ရဲ့ချစ်လာပါတယ်ဆိုတဲ့သားလေးနဲ့အတူတူလိုက်ပြီးနေကြရတာပေါ့တိတ်မကြပါဘူးချွေးမရဲ့ညူညင်ပြစ်ပယ်ခြင်းကိုခံရလို့အဖေနဲ့အမေခံပြန်လာခဲ့ရပါတယ်ဒါကိုလေအမေကယောက်ျားတဲ့ဒီတကငါတို့သားလေးနဲ့မနေရတော့ဘူးဆိုတော့ငါတို့မှာသမီးလေးရှိသေးတာပဲတဲ့ငါတို့သမီးကလေးနဲ့အတူတူသွားနေရမှာပေါ့တဲ့အဖေကလေအော်မိမရဲ့နေအခုချိန်လေးတော့မှာပဲနောင်နာမရသေးဘူးလားဟာငါတို့ကိုချစ်လာပါပြီဆိုတဲ့သားအဖေနဲ့အမေနဲ့သားတက်တက်လုံးလောက်ကင်ရွေးပြီးအိမ်ဦးခန်းကထားပါမယ်ဆိုတဲ့သားကသူ့မိမကိုကြောက်ငါတို့ကိုသူ့အိမ်ပေါ်မှာနှင်ချလိုက်တဲ့ဟာနေငါနေတို့သမီးကလေးနေငါလိုက်ပြီးအောင်ပါတယ်လားနေသမီးနဲ့လိုက်နေခြင်းပါထားပါနေတမအပြင်ကနေမူးယူပြန်လာတဲ့ငါတို့နှစ်ယောက်ကိုဆဲဆူကျိန်းပေါင်းပြီးတော့အိမ်မော်ကနေထပ်ပြီးနှင်ချလိုက်ငါတို့လင်မြန်းမြောင်ဘလို့မျက်နှာမျိုးနဲ့ပြန်လာရမှာလဲဟာဘယ်သားသမီးနဲ့လိုက်မနေခြင်းမာတော့နဲ့ငါတို့လောက်ကင်စားနိုင်တယ်ငါတို့နေလောက်ကင်စားမယ်လောက်ကင်မစားနိုင်တဲ့ခွက်ဆက်ပြီးလမ်းလဲကောင်မှာသွားတောင်းစားမယ်ဟာဘယ်သားသမီးကိုငါတို့မခတော့ဘူးတဲ့ဘသူမပြုမိမိဘောတဲ့ငါတို့ကငါတို့သားသမီးတွေကိုချစ်လို့အလိုလိုက်ခဲ့ကြငါတို့မေတ္တာထားတယ်လို့သူတို့ကငါတို့မှမေတ္တာပြန်မပေးနိုင်တဲ့ဟာငါတို့မနေခြင်းမနဲ့သားသမီးတွေကိုလည်းအပြစ်မတင်ပါတော့နဲ့ငါတို့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေမှာအတူတူပြန်နေကြရအောင်ဆိုပြီးတော့အဖေနဲ့အမေခင်ဗျကျွန်တော်တို့ငယ်စဉ်တောင်းကြီးခလေးဘဝတော့မိသားစုတွေအတူတူနေခဲ့မှုတဲ့အင်္ဂလိပ်တွေမှာအထီးကျန်စွာနဲ့ကြံနေခဲ့ရပါတယ်ဒါကိုကျွန်တော်ကအထီးကျန်စွာနဲ့ကြံနေခဲ့တဲ့အဖေနဲ့အမေကိုအကြည့်တံဘဝလေးအဖေနဲ့အမေကျွန်တော်ကအချင်းလေးနဲ့ဒီဆိုပြရခြင်းဖြစ်ပါတယ်သားသမီးတိုင်းမိဘတွေကြွေးတဲ့ထမင်းကိုပြုံပြုံလေးတွေနဲ့စားခဲ့ပြီးအသက်အရွယ်ကြီးလာတဲ့မိခင်ဖာကိုအလှဲ့ကြရတာပြုံပြုံကလေးတွေနဲ့ပြန်ပြီးကြွေးနိုင်ကြပါစေဦးဝဲလူမူကလူလောက
နဲ့အမိရင်ဝင်ကြမှာဖဝါလက်နှလုံးမခုံးလက်နဲ့တစ်ပါအကျဉ်းနာသမှုတရားကပါပင်မကြီးသွားဆောင်ရှောင်းလာမယူစတဲ့စေတနာပါမညူပန်းလေးအဖေအမိပါလူလာမြောက်အောင်ကြွေးဝေးလာနှစ်တွေကြာတော့ခါအဖေနဲ့အမေမသပင်ဖြူပါရီတွန်းလာအိုမင်းလာတာသမီးအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရအစုံနဲ့တတိမှာတာကခွဲခွာသမီးကလည်းခွဲခွာခွာချစ်ချစ်မရအတွက်တော့အိုးအချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမသူတို့အတိုင်းအဝိုင်းနဲ့အတူနေဖို့ကလောက်ပြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်သာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းနှစ်ယောက်တည်းပါအကြီးကြမဝါကလေးတွေမှာကြံခဲ့ရပြီအဖေအမေပါဒါရရတာနော်အတိုက်ပဲချိန်လာတယ်မိပါတယ်ကြီးလာတဲ့အခါဒုက္ခဝေဒနာတွေနဲ့ရင်ဆိုင်ရတဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ခေရတေးဆိုကိုတင်တေးဆိုအောင်ရေးဆက်တည်ကုန်ထားတဲ့ခြင်းလေးပေါ့နော်